လက်ကျိုးလေးဝေးဝေးနေဟောဆရာတော်ပြည်တယ်သွားပြီသွားပြီလှုပ်ပြန်ပြီလှုပ်ပြန်ပြီဝင်နေသွားပြီဟောလက်ကျိုးလေးโอ้ဘယ်သူမှမမြင်ပါသေးနဲ့ကွာဟာသွားပြီဟာကတော့ယူကြမယ်နောက်ဆုံးတော့ဖုံမူးလည်းနေမယ်နည်းနည်းနောက်ဆုံးနောက်ဆုံးလာစလည်းပြောရကြီးလည်းပြောပြီလောက်လာလေတော့ဟာရေကောက်တော့ကျင်းနေလေဟာဆောင်းမပြေကနေကွာစားပြေကိုတော့ရေဘယ်တော့ဟုတ်ပြီဘောဟေးတို့တောင်းနေရောပြေတဲ့ကိုတော့ဖတ်ပြီလားဒီအထက်ကို